ပေါ့နိုင်ကြည့်တဲ့ကောင်မလေးအပိုင်းနှစ်ကိုတစ်ဆက်ပြီးမှရှိပါတယ်ဟိုင်းငါလည်းခောက်ဆစ်ပြုတ်လိုက်ပါအောင်မယ်ဒီလိုနဲ့ဒီလေးခောက်ဆစ်ပြုတ်ပြီးပေါ့မွေးနေရပြီစကောင်းမယ်ပုံမယ်ဒီလေးခောက်ဆစ်စားဝပြင်းပြီပေါ့အရသာရှိစရာခောက်ဆစ်ပြုတ်ဘူးလေဧပြီလေးစကောင်းကောင်းနဲ့စားနေရပေါ့ဧပြီလေးစားလို့ပြီးရပကန်းနေစီးနေရပေါ့ဟိုင်းဒီနေ့ခောက်ဆစ်ပြုတ်ကတော့အရန်ကောင်းတာပဲပြီးတော့သူလေးလိုင်းခဏသုံးနေရပေါ့တော်ကြီးရအရန်ကောင်းတာပဲဟိုင်းအင်းဆိုင်ပါမိနေရပြီပြီးရင်လောက်အောင်မယ်သူလေးအင်းဆိုင်ပါတော့တတိယပြီးအိတ်ခမ်းလေးကိုပြောင်းဝင်သွားတော့ပေါ့သူလေးအင်းဆိုင်လောက်နေရပေါ့ဟိုင်းကျင်းကလည်းပါဆိုင်ပေးမှန်းကိုမသိရှက်ရှက်ဒီကိုခတ်နေရပဲဟိုင်းညောင်းနေရပြီသူလေးစားလို့ပြီးညောင်းသွားတာပေါ့ညနေခင်းလေးညရမောင်းနေပြီဒီဘက်ကဘူးလေးထပ်တော့ကောင်းမယ်နဲ့တူပဲဒီဥရလေးအေးနေဆိုတော့သူလည်းကော်ဖီလေးထွက်တော့ဖို့ပြင်လိုက်တာပေါ့ဒီလိုနဲ့သူလည်းရေမှုချိုးတော့တာပေါ့ဟိုင်းချိုးပြီးလို့ရှိရင်ကော်ဖီလေးတွတ်တော့အောင်သူလည်းရေချိုးနေရပေါ့ဟိုင်းရေရလေးနည်းနည်းတော့အေးရပဲပြီးတော့သူလည်းအဝတ်စားလေးကိုပြင်ဆင်နေရပေါ့ဟိုင်းဒီဝတ်စားလေးအလှလိုက်တာဒါလေးပဲဝတ်သွားရမယ်သူလည်းဒီ fashion လေးပဲဖို့ဆုံးပြလိုက်တာပေါ့အခုကတော့သူလည်း coffee ဆိုင်လေးကိုသွားနေပါပြီဟိုင်းမင်းကကောင်းမှတော့ကိုစိတ်ဘူးကောင်းလားစိတ်ပြဖို့ကောင်းတာမနေ့ကလို့ရှင်လေကျောင်းကသွားအောင်ဒီလိုနဲ့သူလည်း coffee တောင်းနေပေါ့ဟိုင်း coffee လေးရထားရှိလိုက်တာတော့ပြီးလို့သူလည်းအိမ်ပြန်လာပါမနေ့ကကျောင်းသွားအောင်မဆိုဟိုင်းအိတ်ဖို့တော့နောက်ကျနေလည်းမသိဘူးသူလည်းမနေ့ကျောင်းတော့ကျမကြောက်လို့အိပ်ပြီပေါ့ဟိုင်းနမိုးလေးမိပဲကျောင်းတော့အောင်မယ်ညလောက်အောင်မယ်သူလည်းကိုလက်တက်စမှုပြင်ဆင်တော့တာပေါ့သူလည်းကျောင်းတော့ကိုပြင်ဆင်နေပေါ့ခုကတော့သူလည်းကျောင်းတော့ပါပြီဟိုင်းဒီနေ့လည်းကျောင်းတော့အောင်မယ်ချေချင်တော့မှအရင်ညောင်းလာတယ်ဆိုင်ကလေးနဲ့ဒီနေ့တော့မှဧပြီလေးဒီနေ့တော့ဆိုင်ကလေးနဲ့ကျောင်းအောင်တော့တာပေါ့ခုကတော့ဧပြီလေးကျောင်းအောင်တော့နေပါပြီဟိုင်းငါစားသေးလားမသိဘူးသိစင်းလမ်းမှာလည်းလူရှင်းနေခါတိုင်းဆိုဒီလိုမဟုတ်ပါဘူးသူလည်းကပ်ပါကင်ထူပေါ့ဒီလိုနဲ့ April လေးကြောင်းရောက်နေပေါ့ဟဲ့ငါနောက်ကျနေလားမသိဆရာတော့မဝင်တော့သေးပါဘူး၈နာရီခွဲတော့မှပဲညနေတော့မှဒီနေ့စီရပြီလားညနေကမှတော့ဟိုမှာဒီဇူးကမှငါတို့ခွေးကြီးကြည့်တော့April ရောဒီနေ့လေဒီကောင်မလေးကိုအနိုင်ကျင်းကြပါဘောဒီကောင်မလေးလည်းကြားလာတော့ရွရီလေးကြားတော့ကြောင်းကနေထွက်သွားတော့တာပေါ့သူလည်းဒီတန်းမခံနိုင်နေမယ်ဇလန်းလေးကတော့ဒီလောက်ပါပဲရှင် subscribe video လေးတွေကြိုက်လို့ရှင်တော့တေးလေး like လေးပေးခဲ့ပါအောင်